ဖျောင်းဖြတ်မယ်ဆိုလို့ရှိရင်ဒါကဖျောင်းအသားလေးဖိတာဖိမထားနဲ့နော်ဖိမထားနဲ့ဖောက်ပါလေးပြင်မှာဖင်ဒီလိုလုပ်ရင်ဖင်ထောင်ပါဆိုလို့ဟုတ်ပြီဆွဲပါမယ်ဟမ်ဒါရှည်မျိုးမျိုးလေးပြီးဒီဘက်လည်းခရနဲ့ဒီဆွဲလို့ရဟုတ်ပြီနော်ဒါအဲ့တော့ခဏ pass လုပ်ထားလိုက်အဲ့ဒါထည့်ပြီးတော့ဟိုအရင်လေးပြလိုက် pass မလုပ်တော့တခါတည်းလုပ်လို့ရအောင်လို့ရွှေ့လိုက်အေးရွှေ့လိုက်ဒီပါတော့တင်လိုက်အခုကရွှေ့တာကဖျောင်းနေရှိလို့ရွှေ့တာအမှန်မင်းတို့ဟိုပေါ်တင်နော်ပြီးရင်မြမဓာတ်ထုတစ်ချောင်းရွှေ့ခြင်းဓာတ်ထုတစ်ချောင်းလေးဒီထိတ်ကိုဖြတ်ထားဒီထိတ်ကိုဖြတ်ထားအတွင်းထဲတွေမနှိုက်နဲ့နော်ပြီးရင်အစာလေးကိုကော်ထုတ်လိုက်ကော်ထုတ်လိုက်ပြီးတော့ဒီလိုအစလှန်ခိုင်းထားတာအစလှန်ထားတာလက်နဲ့ဒီလိုတက်လိုက်မြင်ရလားမြင်ရတယ်တိုက်သွားရင်ဒါကလည်းဒါကသွားမယ်ဆိုဒီလိုကွာဒီလိုရှင်မျိုးမျိုးဒီမှာအပင်တွေတွေ့လားအောက်မှာဓာတ်သွားပေါ်ဒီလိုရှင်မျိုးမျိုးဒီလိုဆွဲချသွားတာဟာအဲ့တိုင်းသွားမယ်အဲ့တိုင်းသွားမယ်ဆိုတော့ဒီမှာဓာတ်ထည့်လိုက်ပြီရှင်မျိုးမျိုးဆွဲချသွားမယ်ချက်ပြီးသွားပြီမလားလက်ထိုးလိုက်ပြီးနောက်တစ်ချက်ဟုတ်ပြီနော်ပြီးခွာ